အခါတခါရဲ့အမှန်များဆုံးပြီးတဲ့အပိုင်းဆိုတာဒီလိုအပိုင်းမျိုးတွေဟာ8719က find the Cartesian equation of the plane plane ရဲ့ Cartesian equation ကိုဆရာတို့ဘာလုပ်ရမလဲဆိုရင် Please give me boyfriend 남친 주세요 yeah yo Please give me husband 남편 주세요 yeah yo Please give me Korean man 한국 남자 주세요 yeah yo ဒါလေးပါနောက်ဆုံးပိုင်းဟာ plane in 3 dimension ရှုထောင့်3ခုမှာရှိတဲ့ plane chapter 3မှာရှိတာမဟုတ် chapter 4မှာလည်းရှိတယ်အဲ့တော့ဆရာတို့ line ရဲ့ vector equation တွေရှိတာမဟုတ် chapter 4မှာလည်း vector equation of a plane plane ရဲ့ဘာဖြစ်လဲဆိုရင် vector equation လည်းရှိတယ် plane ရဲ့ vector equation လေးဟာကိုမပြောခင်ဆရာတို့ line ရဲ့ vector equation လေးကဘာလဲဆိုလို့ရှိရင် vector r equal to a vector plus d vector ဟုတ်နော်ဒီမှာ vector equation of a plane plane ရဲ့ vector equation က line ရဲ့ vector equation လေးကို application နော် application လုပ်ထားတာ plane ရဲ့ vector equation လေးက r vector equal to a vector plus t1 d1 vector plus t2 d2 ဟုတ်ပြီဟုတ်နော် plane ရဲ့ vector equation လေးကဆရာတို့ဘာဖြစ်မလဲဆိုရင် vector r equal to a vector plus t1 d1 vector plus t2 d2 vector ဟုတ်နော်ကဲအဲ့ vector လေး equation လေး plane ရဲ့ vector equation လေးဘယ်လိုဖြစ်လာလဲဆရာအချမ်းလေးပြောပြမယ်နော်ကြည့်အောင် plane plane ရဲ့ definition ကို chapter 3မှာပွင့်လို့ခဲ့တာကိုဆရာပြန်ပြောပြမယ်ဆိုရင်အမှတ်3ခုတနေရာနဲ့တစ်စီတုံးဝေးရရှိနေတဲ့နေရာလေးကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် plane လို့ဟုတ်အဲ့မှာအဲ့ plane မှာဆရာအမှတ်3ခုချလိုက်မယ် A ရယ် B ရယ် C ရယ်ဆိုပြီးတော့အမှတ်3ခုချလိုက်အဲ့အမှတ်3ခုက non polar မြင်းတစ်ဖြောင်ထဲမှာပါလို့ဆိုရင်ရှိမနေတာဟုတ်ပြီအဲ့ဒီ plane ကဆိုလို့ရှိရင် origin O ဆိုတဲ့အမှတ်ကိုလည်းဘာဖြစ်လဲဆိုလို့ရှိရင်ဖြတ်မနေတာ origin O ဆိုတဲ့အမှတ်က plane ရဲ့ပြင်ပမှာရှိတယ်ဒီမှာကဒီမှတ်ရှိတယ်ဟုတ်နော်အဲ့တော့ O နဲ့ A ကိုဆရာညီညောင်းတစ်ချောင်းဘာလို့လဲဆိုဆက်လိုက်မယ်ဒီကောင်ကို OA ဘက်တာဘာလို့ခေါ်လဲဆိုရင် A ဘက်တာလို့ဟုတ်နော်ပြီးလို့ရှိရင်ဆရာတို့နမ်ကိုရီးယားမြေတစ်ပြောင်းထဲမှာမရှိတဲ့မြေပြက်ကလေးတစ်ခုကိုဆွဲလိုက် A ကနေ B ကိုမြေပြက်တစ်ခုဆွဲလိုက်မယ် A ကနေ C ကိုမြေပြက်တစ်ခုဘာလို့လိုက်လဲဆိုရင်ဆွဲလိုက် AB ရဲ့ဘက်တာလေးကိုဆရာတို့ဘာလို့ထားလိုက်လဲဆိုရင် D1 ဘက်တာလို့ထားလိုက်ပြီးတော့ AC ရဲ့ဘက်တာလေးကိုဆရာဘာလို့ထားလိုက်လဲဆိုရင် D2 ဘက်တာလို့ဒါဘက်တာနော် AB ရဲ့ scalar ဒါမှမဟုတ်ပါရာမီတာစကေလာလို့ပါရာမီတာလို့ဆိုတော့မကန်နီကျုပ်ကိုစားပြီးတော့ပမာဏလေးကို T1 လို့ထားလိုက်ပြီးတော့ AC ရဲ့စကေလာလေးကိုဘာလို့ထားလိုက်လဲဆိုရင် T2 လို့ဒါပြီးလို့ရှိရင် plane ထဲမှာပဲအမှတ်တစ်ခု R ဆိုတဲ့အမှတ်ကလေးကိုဆရာတစ်ခုသတ်မှတ်လိုက်တယ် plane ထဲမှာ R ဆိုတဲ့အမှတ်ကလေးကိုသတ်မှတ်လိုက်ဒါလေးကို R လို့သတ်မှတ်လိုက်ဟုတ်နော်အဲ့ဒီအာကို O ကနေပြီးဆရာဆွဲလိုက်မယ် O ကနေပြီးတော့ဒီကြောင်ဒီကြောင်ဆွဲလိုက်အဲ့ဒီဘက်တာလေးကိုကျတော့ဆရာတို့ဘာဘက်တာလို့ခေါ်မျိုးဆို OR ဘက်တာဆိုတော့ R ဘက်တာလို့ဘာလို့လိုက်မလဲတတ်မှတ်လိုက်သိလား OR ဘက်တာလို့တတ်မှတ်လိုက်မယ်ပြီးလို့ရှိရင် A နဲ့ R နဲ့ဒီကြောင်ဒီကြောင်ဆွဲလိုက်မယ်ကွာAR ဘက်တာလို့ဟာအဲ့တော့ဒီပုံလေးတော့ကြည့်ပြီးတော့ဆရာတို့ဒါလေးကိုတစ်ချက်ကြည့်ရအောင် AB ဘက်တာရဲ့ AC ဘက်တာရဲ့ AR ဘက်တာရဲ့ဆက်သွယ်ချက်နဲ့သုံးခုပြတယ် equation လေးတစ်ကြောင်းတော့ရေးကြည့်အောင်ဒီကောင်လေးကိုနော်ကြာဝင်လေးပြတ်သွားတယ်ပေါ့ပုံကမပြိုင်ဘူးဘယ်လိုပြတ်သွားလဲ AB RC ကို parallel လို့ gram လို့ဘာလို့လိုက်မလဲဆိုရင်
သတ်မှတ်ကြည့်လိုက်မယ်ကွာနော်သတ်မှတ်ကြည့်လိုက်မယ်ဆိုရင် AR ဘတာကိုလိုချင်ရင်ဒီဘတာနဲ့ဒီဘတာနဲ့အသုံးပြုပြီးဘယ်လို equation လေးရေးလို့ရ AR ဘတာကိုလိုချင်ဖြတ်သွားလိုက်ရပုံကြီးကလည်းနည်းနည်းသေးသွားကောင်ကဘာလဲဆို AR ဘတာနဲ့ပေးရကောင်က AC ကောင်က AB ဒီ AR ဘတာလေးကိုလိုချင်ရင်ဒီ၃ကြောင်းပါတဲ့ equation AR ဘတာလေးကိုလိုချင် AB ဘတာ AR ဘတာလေးကိုလိုချင်ဘယ်ဘတာနဲ့ဘယ်ဘတာနဲ့ဘာလို့ AB ဘတာနဲ့ AB ဘတာနဲ့ AB ဘတာ ပြီးတော့ပါဖြစ်တယ် AC AC ဘတာနဲ့ဘာလို့ပေါင်းပြပါလာလီလိုပြန်လူရဟာ AB ဘတာကိုလိုချင်ရင်ဟုတ်ပါဘူး AR ဘတာကိုလိုချင်ရင် AB ဘတာနဲ့ AC ဘတာနဲ့ပေါင်းပြဘာကြောင့်လဲဆိုလို့ရှိရင် triangle rule ရဆရာတို့ AR ဘတာကိုလိုချင်ဘယ်ဘတာနဲ့ဘယ်ဘတာနဲ့ပေါင်းတာ AB နဲ့ AB ဘတာနဲ့ BR ဘတာနဲ့ပေါင်းတာဒါကြောင့်မလို့ BR ဘတာနဲ့ AC ဘတာနဲ့တူတဲ့အတွက်ကြောင့်မလို့ AB ဘတာ black AC ဒါလေးသိလားပုံလေးကလည်းလည်းတေးသွားတော့မျက်စိလေးလည်းလည်းရှင်းနားတယ်နော်ဟုတ်အဲ့တော့မှဆရာတို့ AR ဘတာကတော့ AR ဘတာပေါ့ကွာ AB ဘတာကဘာလဲဆိုရင် D1 ဘတာ black AC ဘတာက D2 ဟုတ်ဒါလေးရကျွန်တော်တက်ထုတ်ခြင်းနဲ့ရည်ရွယ်ချက်ကဒီ equation လေးကိုတက်ထုတ်ခြင်းဟာအဲ့တော့ OR ဘတာ equal to OR ဘတာ equal to OR ဘတာကိုအောက်ကဒီ၃ခုနဲ့ equation လေးရေးကြအောင် OR ဘတာ OR ဘတာ equal to ဒီ၃ခုနဲ့နော်အောက်ကဒီ၃ခုနဲ့နော် OR ဘတာ equal to ဘာဖြစ်လဲ OA ဘတာ plus OA ဘတာ plus ဘာဖြစ်လဲ AB ဘတာ ဒီ၃ခုနဲ့ဒီ၃ခုနဲ့ OR ဘတာကိုလိုချင်ဒီ၃ခုနဲ့ရေးမယ်ဆိုပြီးဘာဖြစ်လဲ OA ဘတာ plus AB ဘတာ AR ဘတာ AR ဘတာဘတာတခုဟာဒီဘတာကိုလိုချင်ဒီဘတာနဲ့ဘတာနဲ့မလုပ်ပြပေါင်းပြအဲ့တော့ OR ဘတာကိုလိုချင် OA ဘတာနဲ့ AR ဘတာနဲ့မလုပ်ပြပေါင်းပြဟာတက်ထုတ်ရှင်တဲ့ရည်ရွယ်ချက်ကဒီကောင်လေးကိုတက်ထုတ်ရှင်အဲ့တော့ OR ဘတာဆိုတာကဘာဘတာ OR ဘတာ R ဘတာ R ဘတာ equal to OA ဘတာကဘာဘတာ A ဘတာ OA ဘတာဘာဘတာ A ဘတာ A ဘတာ plus AR ဘတာကဘာဘတာ D1 plus AR AB ဘတာ plus တော်ပြီလေကျွန်တော်တို့ဒါတွေတွေ့နေပါမအောင်ကြည့်လိုက်တော့ D1 ဘတာ plus D2 ဘတာ D2 ဘတာအားလဲလားအဲ့တော့ဆရာတို့ဘာကိုအဓိကသိရမလဲဆိုတော့နော်ဘတာ R equal to ဘတာ A plus D1 ဘတာ plus D2 ဘတာဆိုတာနောက်တစ်ခုဆရာတို့ဘာသိရမလဲဆိုလို့ရှိရင် line ရဲ့ဘတာ equation တွေရှိရမို့ plane ရဲ့ဘတာ equation တွေရှိတယ် line ရဲ့ Cartesian equation တွေရှိရမို့ plane ရဲ့ Cartesian equation တွေရှိတယ်ဟုတ်လားအဲ့တော့ plane ရဲ့ Cartesian equation Cartesian equation of a plane plane ရဲ့ Cartesian equation ဆိုတော့ chapter 3တင်ရခဏခဏပြော plane ရဲ့မှာ equation တစ်ခုပဲရှိတယ်အဲ့ Cartesian equation တစ်ခုပဲရှိတယ်အဲ့ Cartesian equation တွေက chapter 3မှာလည်းဒါပဲ chapter 4မှာပဲဒါပဲဆိုတော့ Cartesian plane ရဲ့ Cartesian equation တွေဖတ်မိ A plus AH plus BY plus CZ equal to ဒါက plane ရဲ့ Cartesian တစ်ခုတည်းသော equation chapter 3ရဲ့ဒါပဲ chapter 4လည်းဒါလည်းနော်အဲ့တော့ဂျားထဲမှာဆရာ line ကနေပြီးတော့ line ရဲ့ beta equation ကနေပြီးတော့ line ရဲ့ Cartesian equation ကိုတွက်ထုတ်တဲ့အခါမှာဂျားထဲမှာပါရှိ parametric equation ရှိသူလည်း parametric equation ရှိတယ်ဆရာပု္ပ္ပစာတွက်တော့မှာတွက်ထုတ်လိုက်အခုကတော့
plane ရဲ့ vector equation ရဲ့ဆရာတို့ပါလဲ plane ရဲ့ cartesian equation ရဲ့ຢာလေးတစ်ခုပဲဆရာတို့ဘာလုပ်လိုက်လဲရေးထားတယ်ဒါလေးလည်းသိအောင်ရေးထားတယ်နော်ပုံလေးကိုကိုယ့်ဘာကိုရှင်းအောင်ပြောလိုက်ကဲဆရာတို့ example 18လေးက find the vector equation of the plane plane ရဲ့ vector equation ကိုဆရာတို့ဘာလုပ်ပြရမလဲဆိုလို့ရှိရင်ရှာပြရမှာ plane ရဲ့ vector equation contain နဲ့အဲ့ plane ထဲမှာဘာတွေပါလဲဆိုလို့ရှိရင် point တွေက n ရယ် n ရယ် p ရယ်ဆိုပြီးတော့ပါပဲလဲဆိုရင်ပါအဲ့တော့ပုံစံလေးကတော့ဆွဲပြတာအကောင်းဆုံးပဲအဲ့တော့ plane တစ်ခုထဲမှာပါတဲ့ mat တွေက n ရယ် n ရယ် p ရယ် n ရယ် n ရယ် p ရယ်အမတ်ကိုဆရာတို့ fit point ကိုထားလိုက်အသေးအမတ် a အမတ်လို့ဟုတ်လား fit point ကိုထားလိုက်မယ် origin o ကဘယ်မှာရှိတယ်ဆို0ရှိတယ်m n beta ဆိုတာက m ကို fit point ကိုထားတဲ့အတွက်ကြောင့် o m beta ဆိုတာက a beta လို့ပါတော့မယ်ဥစားဟုတ်နော် m n beta ကြတော့ d1 beta m b beta ကြတော့ဘာဖြစ်လဲဆိုလို့ရှိရင် d2 beta အဲ့တော့သူရှာခိုင်းတာက beta equation of a plane ဆိုတော့ r beta equal to ကျတော့ဘာဖြစ်မလဲ a beta plus d1 beta plus d2 beta ကိုဘာလို့ပြန်ရှာပြအဲ့တော့ r beta ဆိုတာကတော့ဆရာတို့သိပြီးသား h1z a beta ဆိုတာက on beta d1 beta ဆိုတာက mn beta d2 beta ဆိုတာက mb beta ဆိုတာသိပြီဟုတ်ကဲ့တော့ဆရာတို့ဘာလုပ်ရလဲဆိုလို့ရှိရင်အရင်ဦးဆုံးဆရာတို့ on beta ကို on beta ဆိုတာက beta ကြီး beta ကြီးလေးကဘာဖြစ်လဲဆိုလို့ရှိရင် on beta ဆိုတော့2 2 minus 2ဆို beta column နဲ့ရေးမယ်ဆိုလို့ရှိရင်2 minus 2ပြီးလို့ရှိရင်ဆရာတို့ d1 ဆိုတဲ့ beta လေးကိုရှာဖို့အတွက် mn beta ကိုဘာလုပ်ရမလဲဆိုရင်ရှာ d1 ဆိုတဲ့ beta လေးကဘာ beta လဲဆိုရင် n beta ပုံဆွဲပါဆရာတို့အသေးချောင်သိပါဟုတ်လား mn beta mn beta ကိုလို့ချင်းဘယ် beta တွေကဘယ် beta ကိုလို့ on beta တွေကနေပြီးတော့ on beta ကိုဘာလုပ်လဲဆိုရင်လို့ on beta on beta ဆိုတာဟုတ်လား1 minus 1 minus on beta ဆိုတာက2 minus 2 equal to နှုတ်ချလိုက်မယ် minus 1 minus 3 ပါဟုတ် d1 beta ပါဖြစ်တယ်ဆိုပြီးကြားနောက်တစ်ခု d2 beta ဆိုတာကဘာ beta လေးလဲဆိုလို့ရှိရင် mp beta ဟုတ်နော် mp beta equal to mp beta ကိုလို့ချင်း op beta minus on beta op beta က 4 0 minus on beta က 2 minus 2 equal to ကျွန်တော်ရှင်းလိုက်တော့ပါရ2 minus 2 minus 2 4အဲ့တော့ကျတို့ beta plane တစ်ခုရဲ့ beta equation ကိုရေးဖို့အတွက် a beta လည်းသိပြီ d1 beta လည်းသိပြီ d2 beta လည်းသိပြီဆိုတော့ဆရာတို့ဘာလုပ်လို့ရလဲရေးလို့ရတယ်။ the beta equation of the beta equation of the plane ဟုတ်ပြီ origin plane beta လေးကိုရေးလိုက်အောင် beta r equal to a beta plus d1 beta plus d2 beta အဘတာလေးကတော့ h1z မရေးရကြတယ်အဘတာပဲရေးတယ်ကြာ a ဘတာလေးကတော့ရေးပြရတယ်2 minus 2 plus d1 ဘတာလေးက minus 1 minus 3 5 plus d2 ဘတာလေးက2 minus 2 4ဆိုပြီးဘတာ equation တွေကိုရေးပါဟုတ်လားအခါတခါရဲ့အမှန်များလို့ပြတဲ့အပိုင်းဆိုတာဒီလိုအပိုင်းမျိုးတွေဟာexample 19က find the Cartesian equation of the plane plane ရဲ့ Cartesian equation ကိုဆရာတို့ဘာလုပ်ရမလဲဆိုရင်ရှာပြရအောင် plane ရဲ့ Cartesian equation ဆိုတာပါလေ a plus b ah plus by plus cz equal to ဒီမှာမဟုတ် chapter 3မှာပဲတာအဲ့ဒီ plane မှာဆို containing point
M ရဲ့ N ရဲ့ N ရဲ့ဆို P ရဲ့ဆိုတဲ့အမှတ်တွေပါပဲဆိုလို့ရှိရင်ပါဟုတ်နော်အဲ့တော့စောစောကောင်းတယ်ဟုတ်လားကဲ plane ရဲ့ Cartesian equation ကိုရှာဖို့အတွက်ဘယ်ကနေရှာရမလဲဆိုလို့ရှိရင် parametric equation ကနေရှာအဲ့ဒီ parametric equation ကိုကျွန်တော်တို့ရှာဖို့အတွက်ခုနက example 18ထဲမှာရှိခဲ့တဲ့ကျွန်တော်ဗာလေးယူလိုက် butter equation လို့ပြောအဲ့တော့တိအောင်လို့ပွဲရေးပြရမယ် butter equation butter equation of a plane plane ရဲ့ butter equation ကကျွန်တော်တို့ရှာထားတာရှိတယ် h y z equal to a butter ကဆယ်ပါ ဒီကတာက 2 minus 2 plus d1 d1 ဘက်ကကကျွန်တော်ရှာတာပါကဲပေါ်ကျွန်တော်မှမသိဘူး နော်လား -1 -3 5 minus 1 minus 3 5 plus d2 d2 ဘက်ကက 2 minus 4 2 minus 2 4ဟုတ်အဲ့ဒါလေးပြောဆရာတို့ parametric equation ကိုဘာလို့မလဲဆိုလို့ရှိရင်ရေးလိုက်ဟုတ်နော်တေချာသိအောင်လို့ပွဲပြောရေးတာဘယ် parametric equation ဒီဟုတ် parametric equation တွေကဒီမှာရေးကြအောင် h equal to ဒီခါလေးဆက်တိုင်းရေးလိုက်တော့မယ်နော် 2 minus d 2 minus d ဟုတ် minus d1 plus 2d 2 plus 2d2 အဲ့ကောင်လေးကို equation 1 1လို့ထားလိုက်မယ်နောက်တစ်ခု y equal to 2 minus 3d y equal to 2 minus 3d minus 3d1 d1 minus 2d minus 2 d2 d2 အဲ့ကောင်လေးကို equation 2လို့ထားလိုက်မယ်နောက်က z minus minus 2 plus plus 5d1 5d1 plus 4d2 plus 4 equation အဲ့ဒီ equation 3ချောင်းကနေပြီးတော့ဆရာတို့ဘာကိုထုတ်မလဲဆိုရင် t1 ကိုထုတ်ရင်ထုတ်ဒါမှမဟုတ်ရင် t2 ကိုထုတ်ပြီးတော့မှဆရာတို့ညီအောင်မလုပ်လိုက်မှဆိုရင်ရေးလိုက်ဟုတ်ပြီအဲ့တော့ equation 1 2 3ဘလို့ရှင်းရှင်းအဖြေကတော့ဒီမှာပဲမှန်မယ်ဆိုရင်နော်လွယ်တာနဲ့ကတ်တာတော့ဟွာအဲ့တော့ equation 1 2 3မှာဘာနဲ့ရှင်းရနိုင်1 2ရှင်းလိုက်ရင် automatic ပေါင်းလိုက်တာနဲ့ကြည်သွားမယ်ဒါဆို t1 ထွက်T1 တော့သွားပြီဆိုလို့ရှိရင်3နဲ့ရှင်းတဲ့အခါမှာလည်းဆရာတို့ T1 ထွက်အောင်လုပ်ဒါမှနှစ်ခုကိုဘာလုပ်လို့ရမလဲပေးပြီးတော့လုပ်ရအဲ့တော့ equation 1နဲ့2နဲ့ဆရာတို့ဘာလုပ်လိုက်ပေါင်းတော့မယ်အဲ့တော့ equation 1နဲ့2နဲ့ပေါင်းဒါပါပေါင်းအဲ့ဒါမှဆရာတို့လိုချင်တဲ့ Cartesian equation က 8y နဲ့ c တွေနဲ့ပါတဲ့ equation တွေE plus y a plus yဟုတ်ကဲ့ equal to 4 minus 41 minus 41 equation ကြည့်ပါမယ် equation 4ကဲနောက်တော့တစ်ခုဆရာတို့ဘာနဲ့ရှင်းလဲ 2 equation 2နဲ့ equation 1နဲ့3နဲ့ရှင်းလိုက် equation 1နဲ့3နဲ့ကိုရှင်းမယ် T1 ကြံအောင်လုပ်မယ်ဆိုလို့ရှိရင်ဒါဒီမှာ equation form မထားသေးဘူး T1 လေးကိုထုတ်ထားလိုက်ဟုတ်နော် T1 လေးကိုထုတ်ထားလိုက်မယ်ဆို T1 equal to 4ကဒီဘက်ကိုလာတော့ h plus y minus 4 A plus y minus 4 a plus y minus 4ဒီဘက်လေးကိုလိုချင် minus 4နဲ့ပါပြန်လို့သွားစား minus 4ဒါကြတော့ equation 4ဆိုပြီးတော့ဟုတ်အဲ့တော့ equation ဆရာတို့1နဲ့3ကိုရှင်းချင်တယ်ဆိုလို့ရှိရင် T1 ကြံအောင်လို့ဒီတော့ကိုကြည့်အောင်ပါလို့မှာဟုတ်ပါအဲ့တော့ equation 1ကိုဗာနဲ့မြောက် ပြင်းတယ်ဗျာ equation 1ကိုနေ့နဲ့မြောက်အောင်မယ်ပြီးလို့ရှိရင်နှောက်အောင်မယ်လက္ခဏာတွေကြောင်းနေလှုပ်ရှုပ်အဲ့တော့ equation 2နဲ့3ကိုရှင်းလိုက်မယ်ဆိုရင်ဒီကောင်းလည်းဗာနဲ့မြောက်အောင် ပြင်းတယ်ဗျာ နေ့နဲ့မြောက်အောင်ပါတစ်ခါလဲပေါင်းလိုက်ရင်ကြည့်ပြီးသားဖြစ်သွားအဲ့တော့ equation 2နဲ့3ကိုဗာလုပ်မယ်ရှင်းတယ် equation 2နဲ့3နဲ့ရှင်းဖို့အတွက် equation 1ကိုဒါတော့အောင် equation 2ကိုဆရာတို့ဗာနဲ့မြောက်မယ် into equation 2ကိုနည်းနဲ့နားပါနားလည်လားကဲ equation 2ကိုနည်းနဲ့နားပါရောင်ပြီးတော့တရားတွေပဲမြောင်းပြီးအောင်မယ်ဒီမှာ2y 2y equal to
2 mobile 2 4 4 minus city 61 minus 42 4 ဒါလေးပါရေးလိုက်အောင်ကွာမျက်စိရဲ့ဖာကြည့်နေရမယ်နင်း minus 2 minus 2 plus 51 plus 42 42ကဲအဲ့လက်ကိုဆရာတို့ဘာလုပ်လိုက်မလဲဆိုရင်ပေါင်းလိုက်ရုံပဲရမှာဟုတ်လားကဲတော့ပေါင်းလိုက်ရုံပဲရမှာဘာရေးချင်လဲ 2y 2y plus z equal to 2 minus 2 minus dy minus d1 equation ကြည်သွားဟုတ်လားအဲ့တော့ဆရာတို့ဘာချင်လဲဒီကောင်လေးကို equal ဒီဘက်ကိုပို့လိုက်မယ်ကွာ d1 equal to 2 minus 2y plus minus z ပေါ့ 2y minus z 2y minus z ဒါ equation 1 2 3 4 5အဲ့တော့ equation 4ကလည်း d1 5ကလည်း d1 တူပဲဆိုတော့သူတို့နှစ်ခုပါပြီဒီလေသူတို့နှစ်ခုညီမယ်ဆိုတော့ဆရာတို့ပါလိမ့်မယ်2 minus 2y minus z equal to h plus y minus 8 plus y minus 4 minus သိလားအဲ့တော့ minus 4ဒီဘက်ကိုပါလာရောသွားပြလိုက်တော့ minus h plus plus 8y hy minus plus 4z plus 4z equal to ဒီမှာဘာကျန်လဲဆိုရင် h plus y minus 4ဆရာတို့လိုချင်တဲ့ Cartesian equation plane ရဲ့ Cartesian equation လေးက hyz equal to d ဟုတ်တယ်မလား hyz ကိုဒီဘက်ကိုမှာထားပြီးတော့ကဏ္ဍကိုဥပမာထားလိုက်ရင်ဒီကောင်ရအဲ့တော့ဘာဖြစ်လဲဆိုရင်အဲ့ကလေးကိုတက်တက်ရဲ့ plus y plus 4z minus h plus y h minus 8 minus y ဒီကောင်ဒီဘက်ကိုပို့လိုက်မှာဖြစ်တာ h ဆိုတော့7 plus 7y plus 7y plus 4z ဒီတော့ဒီဘက်မှာကျန်ခဲ့တာ minus 4လေးဒီဘက်ကကောင်ဘက်ကိုသွားလိုက်လို့ရှိရင် plus 4 plus ဟုတ်ပါဘူး plus 8ဆိုတော့ plus 4ဒါကသူလိုချင်တဲ့ပါလဲဆိုရင် Cartesian equation ဟုတ်တယ်ဒါလေးရေးပြီဘယ် Cartesian equation of the plane is minus 8 ဘာဖြစ်လဲဆိုရင် minus h plus 7y plus 4z equal to 4 ah plus b1 plus cz equal to d ရမယ်နော်ဆရာတို့ exercise 4.4ရဲ့နံပါတ်4 find the equation of the plane plane ရဲ့ equation ကိုရှာပြရတယ်သူ A ရဲ့ B ရဲ့ C ရဲ့အမှတ်ကိုဖြတ်သွားတဲ့ plane ရဲ့ equation ကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရတယ်နံပါတ် A in beta form နဲ့ရှာပြရမယ်နံပါတ် B in Cartesian form နဲ့မလုပ်ပြရမယ်ဆိုရင်ရှာပြရတယ်ဟုတ်ပြီနော်အဲ့တော့ plane ရဲ့ equation beta form ဆိုတာက plane ရဲ့ equation beta r equal to a beta plus t1 t1 beta plus t2 t2 beta a Cartesian form ah plus by plus cz equal to beta form လေးအတွက်ရှာနိုင်ဖို့စာပုံစံလေးကိုမင်းဆွတ်ဆွတ်ကြည့်တယ် a မတ်က b မတ်က c မတ်က a မတ် origin o ကဒါအပြင်မှာရှိမယ်ဒီကောင်က beta a pick point ကိုပေါ်မယ်ဒီကောင်က d မတ် d1 ပတ်တာဒီကောင်က c မတ် d2 ပတ်တာအဲ့တော့ plane တစ်ခုရဲ့ beta equation ကိုရှာနိုင်ဖို့အတွက်ဆရာတို့ a1 ပတ်တာနံပါတ် a ကဘာလဲဆိုရင် a beta form နဲ့ VCT ဟိုပါတာဟုတ်ပြီ beta form နဲ့အဲ့တော့ beta a ဆိုတာသိရမယ် beta a ကဘာ beta လဲဆိုလို့ရှိရင် OA beta OA beta ကဘာဖြစ်လဲဆိုရင် -1 1ဒီမှာနောက်တစ်ခါ D1 beta ဆိုတာသိရမယ် D1 beta ဆိုတာက AB beta AB beta ကိုလို့ချင်း OB beta တွေကနေပြီးတော့ OA beta ကိုထုတ်မယ် OB beta ဆိုတာက 411 minus OA beta ဆိုတာက -1 ထုတ်ချလိုက်မယ်
5 minus 1 minus 1 0 0နောက်က D1 ဆိုတဲ့ဗတာပြီးတော့ D2 ဆိုတဲ့ဗတာကိုသိရ D2 ဗတာက AC ဗတာပုံဆွဲလိုက်တော့ပါဆရာတို့ဘယ်ဗတာတွေဆိုတော့သိမှာနော်ဟုတ်အော် BC ဆိုပြီးတော့တွဲလုံးဝင်လုံးနေမှာမဟုတ်လားဟာ A ဆိုတာကဖြစ်ပွားဖြစ်တဲ့အတွက်ကြောင့် A ကနေပြီးတော့ပဲမြင်းပြက်နှစ်ခုကိုဆွဲပြရနော်အဲ့တော့ OC ဗတာမိုင်းနဲ့ OA ကတည်းက OA ဗတာ equal to OC ဗတာက203 minus OA ဗတာက -1 21 equal to ရှင်းလိုက်တော့ 3 3 minus 2 minus 2ဟုတ်ပြီအဲ့တော့ကျွန်တော်ရေးလို့ရပြီရေးမှဆိုဘယ်အတွက်ရေးလဲဆိုတာရေးပြင်မယ်ဘယ်ဗတာ equation the beta equation of a plate plate ရဲ့ beta equation ကဖြစ်ပါတယ်ဟောဒါလေးပါရေးလေးပဲ beta r equal to a beta plus t1 t1 beta plus t2 t2 beta beta r နေရာမှာ h1 z သွင်းနေရတယ်မသွင်းနေရ beta a နေရာမှာတော့ -1 2 1ကိုဒီဝါဘတာမှာကတော့5 -1 2 plus D2 ဘတာနေရာမှာက3 minus 2ကိုပါလို့ဆိုရင်ဒီဘတာ equation တွေမှာပါရင်တော့ပြပါမှာပါစစ်ပြီးတော့နော် in Cartesian form ဟုတ်အဲ့ဒီ Cartesian form လေးကိုရနိုင်မှုတော့ဘာလေးကိုဖြတ်ကျော်ရမလဲဆိုရင် parametric equation ကိုဖြတ်ကျော်အဲ့တော့ဒီဗတာလေးကိုဆရာတို့အမြင်လေးထားလိုက်အောင်လေ h y z equal to -1 1 5 -1 0 plus d2 3 minus 2ဟုတ်ပြီ the parametric equation isဟုတ်ပြီ parametric equation လေးကဆရာတို့ဘာဖြစ်မလဲ h equal h equal to -1 plus 5d1 plus 3d2 equation 1နောက်က1 equal to 2 minus 2 minus d1 minus 2d2 ဟုတ်ပြီနော် equation 2နောက်က z equal to 1 1 plus d1 မရှိတော့ 1 plus 2 d2 1 plus 2d equation အဲ့ဒီ equation 1 3ကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် parametric equation လို့ခေါ်ပြီးတော့အဲ့ဒီကနေပြီးတော့ကျွန်တော်ဘာလို့လိုက်လဲဆိုရင် ah plus by plus cz equal to d ရအောင်တက်ထွက်လာအဲ့တော့ equation ဘာနဲ့ဘာနဲ့ကိုရှင်း နဲ့ဆို equation 2နဲ့3ကိုရှင်းမယ်ရတယ်ဟုတ်ပြီနော် equation 2 plus 3ပေါင်းလိုက်ပါဟုတ်လားပေါင်းလိုက်တဲ့အခါမှာရှေ့အကောင်နေမေးကြံခဲ့မယ် y plus z equal to ဘာဖြစ်လဲ3 minus d1 minus d1 ဒါကဘာဖြစ်တော့ခြေသွားတယ်ဟုတ်ပြီအဲ့ဒီပဲဆရာတို့ဘာလို့ထုတ်တာ d1 လေးကိုထုတ်ထားလိုက်မယ်ဆို d1 ဒီဘက်ကိုပို့လိုက်မယ် d1 equal to 3 minus y minus z equation 4 နောက်တစ်ခုဘာနဲ့ဘာနဲ့ဆရာတို့ရှင်းမလဲ1နဲ့2နဲ့ရှင်းလိုက်ပေါ့ဟုတ်လား t1 ရအောင်ဆိုလို့ရှိရင်ဆရာတို့ 1နဲ့3 ဘာလဲ1နဲ့1နဲ့3နဲ့ရှင်းမယ်ဆိုလို့ရှိရင် t2 ကိုခြေအောင်တော့ဟာ t2 ကိုဘာဖြစ်လဲဆိုရင်ခြေအောင်တော့မယ်ဆို equation 1ကိုဘာလဲညောင်း equation 1နဲ့လည်းမြောက် နေ့နဲ့ညောင်းပြီး equation 3ကို 3ကိုလည်းဘာလဲညောင်းဘာလဲညောင်း 3နဲ့ညောင်း1နဲ့3နဲ့ရှင်းကျင်တယ်ဘာလို့လဲမယ်ဆိုရှင်းလိုက်ဟာအဲ့တော့ equation 1ကိုဘာနဲ့ညောင်း equation 1 equation 1ကို into 2နဲ့ညောင်းလိုက်မယ်ကွာ2နဲ့ညောင်းလိုက်မယ်ဆိုရင် minus h 2h 2h equal to minus 2 plus tan t1 plus
equation 3 ဘာလို့ဆရာတို့ဘာဖြစ်နေလဲပလက်ပလန်နဲ့ဆိုနှုတ်နေအောင်ဟာလား equation 1နဲ့2နဲ့ပဲဘာလုပ်တာ ရှင်းလိုက် ရှင်းလိုက်နားလေလားဟုတ်ပြီနောက်တော့ equation ဘာကိုရှင်းလိုက်မယ်ကွာ equation 2ကိုရှင်းလိုက်မယ် equation 2ကိုရှင်းလိုက်မယ်2ကိုဘာနဲ့ကြောက်လဲဆို3နဲ့ကြောက် equation 2ကို3နဲ့ကြောက် equation 2ကို 3နဲ့ပြော 3နဲ့ကြောက်တော့ပါ 3y 3y equal to 6 6 minus 6 minus 6 1 3နဲ့ကြောက်တာလေ 6 minus 3 3t 1 minus minus 6t အဲ့တော့ဒီကောင်တစ်ခုဆိုတော့ဘာလုပ်လဲ ဟုတ်ကဲ့ ပေါင်းလိုက်တဲ့အခါမှာ 2h plus plus 3y equal to 4 plus 7 plus 7t1 လောင်းပါပြည့်တယ်ဒီ t1 အဲ့တော့ဆရာတို့ t1 လေးကိုဘာလုပ်ရမလဲထုတ်အောင်ဟာလား dy equal t1 equal to 2h plus 2h plus 3y minus 4y 4 by 7 equation ပါရမယ်ကို 5 5အဲ့တော့ကိုရှင်းတာကရှင်းတဲ့ equation ပေါ်မူတည်ပြီးတော့လွယ်တာခတ်တာပေါ့နော်ကဲတော့ from equation 5 and from equation 4 and 5 ရ4ကလည်း t1 ပဲ5ကလည်း t1 ပဲဆို3 minus y minus z equal to 3 minus y minus z equal to 2h plus 3y minus 4 by 7 နဲ့7ဒီဘက်ကိုလာထားလိုက်တော့ 21 minus 21 minus 7y minus 7 z equal to 2h plus 3y minus 4ဟုတ်ပြီအဲ့ y ဇက်ကလေးဒီဘက်ကိုပို့လိုက်တယ် h minus 2h minus 2h minus 7y ကောင်းပို့လိုက်တော့ minus 10y minus 10y minus 7z minus 7z မရှိဘူးเนาะ minus 7z equal to minus 4ဒီကောင်တော့ပို့လိုက်တော့ minus 25 minus 25 25ကြီးဖြစ်တော့ minus 1ပေါ့ minus 25လှလှပပဖြစ်တော့ဒီလိုပြန်ကြောင်းလိုက်လိုက် 2h ခဲ Cartesian equation all the length all the plane is ကိုလို minus နဲ့နှောက်လိုက်တော့ 2h plus 10y plus 7z equal to 25